မောင်ကြီးရပါနော်အဲ့လိုပုတ်လို့ရှင်អော်တာပါနော်ဟုတ်တယ်អော်လာပြီဟုတ်တယ်အဲ့စွမ်းနေမင်းဟိုကွင်လေးလို့ဖြစ်သွားတယ်စွမ်းအားတွေပြည့်သွားတယ်ကိုရမြောက်လုံးမယ်ဘသူလုံးမှာလဲပြောပြလာအောင်ဘယ်လိုတော့ဒီလိုပဲလားမអော်သေးပါဘူးကိုကြီးကမဟုတ်ဘူးလက်ဖွားနဲ့မဟုတ် လက်ဖွားနဲ့မဟုတ်လက်ဖျားနဲ့ မလက်ဖျားနဲ့ ဟေးမអော်တော့အေးអော်လိုက်သူဆရာကြီးကွာ ဟဲ့သူလောက်တာအော် ဟုတ်ကြီးရောက် ဟေးကိုလုံးကြည့်ပါ ကျော်လိုက်ကြည့်မယ်နော် အေးလက်ဖွားကိုကတော့နော်ကိုဒီလို အကုန်လုံးပြားနဲ့ကိုချ ဆွဲပြီးအလုပ်မျိုးဩပေါ့တော့ပါပြီ ဒီလိုမျိုးလေးလုံးလို့ရ ဟေး မได้မရဘူးညာကိုရမျိုးအောင်မရဘူးထားလိုက်ပါတော့ထားလိုက်ပါတော့မရဘူးနတ်မတင်တာအဲ့ဘူးတယ် ကဲ မပြောတယ်နော်ရထားဒီလိုပေါ့တယ် ဆွဲမယ် ဒီလိုလက်ပြလေးနဲ့အဲ့လိုလက်ကလေးထောင်းပါ ဟောလာပြီဟေးဟုတ်တယ် ဟုတ်တယ်အော်လာပြီတော့ ငါကြမလို့မရငါကြမလို့မရ ဟုတ်တယ်